Malaในทางนั้นเสียชีวิตกับไว้มาเอ็นดีก็แม้จะตันไหนมีมาสู้ยาเพื่อพ้นเลิกเดชิมาสตาพอยมาลากันนี่อาณาเต็งเนี่ยสุดแล้วแม้มาตมามูแม้เลียเลยแม้มาตมามูสมัยมาอาณาเต็งเนี่ยกูอาณาเต็งปีงานเนี่ยลงมาลาเนี่ยเอาชุบเลยแต่ปีก็อันนับเปลี่ยนตัวนี่เลยตัวไหนงามาเลิกตัวเราพอตัวเลยดูกันเนี่ยเอาชุบเลยนะไปมาปูวิญญาละสุดแล้วเอ็นดีวิก็ไปมาแม้จะตันไหนมีมาเอ็นดีก็สู้ยาไพ่ไม่ชิมาเนี่ยอาณาเต็งเนาะเนี่ยทับปีงานเนี่ยเอาชุบเลยในทางนั้นเสียงามาเนี่ยก็วิก็ไปเลิกเลยมาการวิก็ไปเลิกเลยแต่ยามหาได้เดี๋ยววิก็ไปวันเลิกเดี๋ยวสมัยนี้ทดดอกเขามาเนี่ยสู้ยาไพ่เนี่ยนู่นเนี่ยแต่ไม่ได้พิจารณาเลยเนี่ยกูได้รู้เช่นเนี่ยแต่ไม่ได้พิจารณาสันดาเลยเนี่ยแต่ไม่ได้พิจารณาเลยเนี่ยอาณาเต็งเนี่ยแต่ไม่ได้พิจารณาเลยเนี่ยทดดอกเขาไปมาสู้ยาไพ่เนี่ยเราปีบ่เนี่ยคู่ပြင်းမှုမျိုးစုံနဲ့ထောင်ချထားတဲ့တောင်ဆန်းစုကြည်ကိုလွတ်လပ်အပြင်ပမှာပေါ့ပါနဲ့သူနေချင်းတွေစားချင်းတွေနေထိုင်လို့ရအောင်နေခွင့်ပြန်ပေးလိုက်ပါနေ NLD ကဝေးကောက်ပွဲမှာ2020မှာမဲနိုင်ပြီးမှအစိုးရဖွဲ့ဖို့ချင်းမနေအာဏာသိမ်းပြီမယ်အာဏာသိမ်းတယ်နေငါးနှစ်အုပ်ချုပ်တယ်ဆက်ပြီးမှနေဆက်လက်ပြီးအုပ်ချုပ်ဖို့တိုင်းပြီးမှပိုကြဆိုးမဖို့နေဆက်လက်ပြီးမှလှတ်တော်ခေါ်တယ်အစိုးရဖွဲ့တယ်နေတမတာဖြစ်လာတယ်ပြီးပြီနေမကြောက်ဘူးနေလောက်ရက်တဲ့အကောင်လုံးမှန်တယ်နေပါနဲ့လောက်လက်ပြလုံးတယ်ဆိုရင်ကိုတောင်စားစုတဲ့နိုင်ငံရေးကျင်းသားများအားလုံးပြန်ထွက်ပေးလိုက်နေရလောက်ဆောင်ချက်ကနေကိုနဲ့အာမခံချက်ရှိတယ်နေအတဲနေယူပိုင်းဆိုင်ရာစစ်ပိုင်းဆိုင်နေအတိုင်းအဝိုင်းအားလုံးကလက်ပြလုံးနဲ့လက်ပြတန်နဲ့နေဒီလောက်ဆောင်ရအောင်လောက်ဆောင်ခဲ့တယ်တိုင်းပြည်ကိုတကယ်ချစ်တဲ့တိုင်းမရှိတဲ့ပြည်သူလူထုကိုနေတကယ်ချစ်တဲ့မိုးထားမှာဒီຢာတွေကိုနေတကယ်လောက်ဆောင်ခဲ့တယ်ဆိုရင်တောင်ဆောင်စုကြည့်ကိုပြန်ထွက်ပေးလိုက်နိုင်ငံရေးအကျဉ်းသားအားလုံးကိုပြန်ထွက်ပေးလိုက်နေအုပ်ချုပ်လိုက်အခုပါကြောင့်မလွှတ်ချင်တာလေမလွှတ်ချင်တာကနေလောက်ရကိုကမှားနေတော့နေလောက်တဲ့လောက်ရနေရက်တည်ချင်းနေလောက်ရနေတော့အတိုင်းဝိုင်းကြီးရက်တည်ချင်းအားလုံးကမှားနေတော့နေတော့တောင်ဆောင်စုကြည့်နိုင်ငံရေးအကျဉ်းသားများကကိုချီတယ်မလွှတ်နိုင်တာတောင်ဆန်းစုကြည်ကရှိတယ်လို့မရှိတယ်လို့အမျိုးမျိုးနဲ့တော့ကကြံဖန်ပြီးမှလှော်ပြီးလုပ်ပြီးမှပြည်သူတွေကိုကျင်းထည့်ဖို့နေကြိုးစားတယ်။နေရရတဲ့ချင်းနဲ့လှုပ်ဆောင်ချက်တဲ့အကောင်လုံးနေမှန်တယ်နေပါနဲ့လက်ပြလုံးတယ်နေလှုပ်ဆောင်ချက်တွေကတိုင်းသူပြီးတိုင်းပြည်အတွက်နိုင်ငံအတွက်အကျိုးအတွက်နဲ့မျှော်ကိုးတယ်ဆိုတောင်ဆန်းစုကြည်ကိုပြန်လှပ်ပေးလိုက်။နိုင်ငံအကျဉ်းသားအားလုံးကိုပြန်လှပ်ပေးလိုက်အဲ့ဒါဆိုတော့ယုံပေးမယ်။နေရပြောဆိုတဲ့စကားလုံးတွေအားလုံးကျွန်တော်တို့ပြည်သူတွေယုံပေးလိုက်မယ်။ဒီလိုမဟုတ်ရင်လည်းပြောဆိုတဲ့စကားလုံးတွေကဘယ်ပြည်သူတူတယောက်ခမနဲ့ကိုယုံလို့မရဘူးအခြေအနေကဒီအုပ်ချုပ်မှုကိုဝန်ခံရတာပဲရှိတယ်ယုံလို့ဝန်ခံတဲ့လူတယောက်မှမရှိဘူးမာလာမှတ်ထား